or ဆရာတို့ခုသွားမယ်ခေါင်းစရာ tissue ပေါ့နော်tissue တွေအကြောင်းပြောမယ်အဲ့တော့ a tissue is a group of cell နော် tissue ဆိုတာ cell တွေရဲ့အစုဝေး cell တွေရဲ့အုပ်စုဖြစ်တယ် with similar structure ဒီ cell တွေမှာတူညီတဲ့တိဆောက်ပုံတွေရှိတယ်ပေါ့နော်အဲ့ cell တွေက working together အတူတကွအလုပ်လုပ်ကြတယ် to perform ဆောင်ရွက်ဖို့အတွက် a particular function တိကျလုပ်ငန်းစဉ်တစ်ခုကိုဆောင်ရွက်ဖို့အတွက်နော်တိကျလုပ်ငန်းစဉ်ကိုဆောင်ရွက်ဖို့အတွက်သူတို့ကအတူတကွအလုပ်လုပ်ကြတယ်ပေါ့နော်အော်တစ်ချက်ပြောခဲ့တယ် cell တွေဆိုလို့ရှိရင် tissue ဖြစ်တယ်ဥပမာဖြင့်အုတ်ချက်လေးတွေဆိုလို့ရှိရင်နယံဖြစ်တယ်ပေါ့ဒီအုတ်ချက်လေးတွေကစုပြီးတော့နယံဖြစ်ဖို့ဆိုတဲ့အခါမှာဘာရွယ်ချက်ရှိလဲအုတ်ချက်လေးတွေကနယံဖြစ်ဖို့ဆိုတဲ့ရွယ်ချက်မှာဒီနယံဒီ function တွေနဲ့ပြောတယ်ဆိုရင်အိမ်တစ်လုံးကိုဘာလုပ်ဖို့လဲဆိုတော့ကာကွယ်ဖို့အတွက်เนาะအဲ့တော့သူတို့တွေကတစ်ခုနဲ့တစ်ခုဥတီချက်တူတဲ့အရာလေးတွေစုပြီးတော့เนาะလုပ်ငန်းတစ်ခုကိုဆောင်ရွက်ဖို့အတွက်เนาะ tissue ဆိုတာအဲ့သဘောတရားပေါ့เนาะ cell လေးတွေစုနေတယ် cell လေးတွေအုပ်စုဖြစ်တယ် cell လေးတွေရဲ့ similar structure တူညီတဲ့တိဆောက်ပုံရှိတယ် working together အတူတကွအလုပ်လုပ်ကြတယ် to perform ဆိုတာဆောင်ရွက်ဖို့အတွက် a particular function ဒီကြလုပ်ငန်းစဉ်တစ်ခုကိုဆောင်ရွက်ဖို့အတွက်တဲ့ဟုတ်ပြီးတော့ဒီကြောင့်ကျွန်တော်ဘယ်လိုဆိုမလဲဆိုတော့ a tissues is a group of cells with similar structures working together to perform a particular function ဟုတ်ပြီနော်ဒုတိယအကြောင်းသွားရအောင် any tissue တစ်ခုစီမှာဆိုရင် the cell are alike cell တွေအတူတယ်ပေါ့နော်ဘယ်လိုတွေတူလဲဆိုတော့ with the same characteristic တူညီတဲ့ဝိသေသလက္ခဏာတွေရှိတယ် off ဒါလေးက off နော်ဒီမှာလာလေးလည်း off ပဲအဲ့တော့ဘာတွေလဲဆိုလို့ရှိရင်ဘာတွေတူလဲဆိုတော့ site ရွယ်စားတူတယ် form ပုံသဏ္ဍာန်တူတယ် and arrangement စီစဉ်ပုံတွေလည်းတူတယ်နော် any tissue တစ်ခုစီမှာဆိုရင် the cell are alike cell တွေကတူတယ် with the same characteristic of နော်တူညီတဲ့ဝိသေသလက္ခဏာတွေရှိတယ်ပေါ့နော် site form and arrangement နော်အရွယ်စားရဲ့ပုံသဏ္ဍာန်ရဲ့ဒီတိဆောက်ပုံရဲ့တူကြတယ်နော်ဟုတ်ပြီအဲ့ they are specialized or differentiated သူတို့ဒီထူးကဲနေတယ်ဒါမှမဟုတ် differentiated ကွဲပြားခြားနားနေတယ်အဲ့တော့ both structurally and physiologically တိဆောက်ပုံအရာကောဇီဝကမ္မဆိုင်ရာအရာကောနော်သူတို့ဟာထူးကဲနေတယ်ကွဲပြားခြားနားနေတယ်ဥပမာအပေါ်မှာကျတော့တူတယ်ပြောခဲ့ပြီးအောက်မှာကျတော့ကွဲပြားခြားနားနေတယ်ဘာဘယ်လိုမျိုးလဲပေါ့နော်အဲ့တော့ဒီမှာ specialize or differentiate တွေကွဲပြားခြားနားနေတယ်ဆိုတာကဥပမာနှလုံးပေါ့နော်နှလုံးနဲ့အဆုပ်နဲ့မတူဘူးနှလုံးနဲ့အဆုပ်နဲ့အသေးနဲ့မတူဘူးနော်နှလုံးဆိုရင်နှလုံးအတွက်ကွဲပြားခြားနားနေမယ်နှလုံးအလုံးလုံးဝဖို့အတွက်ကိုသူတို့ကအထူးပြုလုပ်ထားတယ်အသေးဆိုရင်အသေးဒီ cell လေးတွေကအသေးနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်လုပ်ဖို့အတွက်ကိုကွဲပြားခြားနားနေတယ်နှလုံးနဲ့မတူဘူးအဆုပ်ဆိုရင်လည်းခုနအသေးတို့နှလုံးလုံးနဲ့မတူဘူးသူ့ရဲ့ cell တွေကသူ့ရဲ့လုပ်ငန်းစဉ်လုပ်ဖို့အတွက်ကွဲပြားခြားနားနေတယ်ဒီပေါ်မှာတူတယ်ဆိုတာကကဲလို့ဒီနော်နှလုံးအတွက်ဆိုရင်နှလုံး cell တွေကချင်းချင်းတူတယ်အဆုပ်ဆိုရင်အဆုပ် cell တွေချင်းချင်းတူမယ်အသေးဆိုရင်အသေး cell တွေချင်းချင်းတူမယ်အသေးတို့နှလုံးတို့အဆုပ်ချင်းချင်းကြတော့မတူတော့ဘူးနော်အဲ့တော့သူတို့က specialize or differentiated ဆိုတာအဲ့ဒါကိုပြောတာသူတို့ကထူးကဲနေကွဲပြားခြားနားနေဆိုတာအင်္ဂါရဲ့တစ်ခုနဲ့တစ်ခုနော်နှလုံးဆိုတဲ့အင်္ဂါနဲ့ဒီအဆုပ်ဆိုတဲ့အင်္ဂါနဲ့အသေးဆိုတဲ့အင်္ဂါနဲ့မတူဘူးကွဲပြားခြားနားနေတယ်ဘာရကွဲပြားခြားနားနေလဲဆိုရင် structurally and physiologically တိဆောက်မှုဆိုင်ရာဇီဝကမ္မဆိုတာဒီ physiologically ဆိုတာဒီဇီဝကမ္မဆိုတာခန္ဓာကိုယ်မှာလုပ်ငန်းစဉ်တွေလုပ်တာပေါ့နော်တက်ရှူမယ်မျိုးပွားမယ်စားချေမယ်စသဖြင့်လုပ်ငန်းစဉ်တွေလုပ်ဖို့အတွက်တဲ့ to perform some particular function to perform ဆိုတာဆောင်ရွက်ဖို့အတွက် some ဆိုတာအချို့တော့ particular function တိကျလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ဖို့အတွက်နော်အဲ့တော့ဒီမှာဆိုရင် some နောက်မှာဆိုတော့ကျတော့ဒီ s လေးလို့မယ်အဲ့တော့ဒီ a လေးကိုဖြုတ်လိုက်ပါနော်အဲ့ဒီကဒီ particular function ဆိုတာပြန်ပါနေတဲ့အတွက်နှစ်ခါမရေးတော့တာလေမျက်စိနော်ရှုပ်သက်တာလေစာအနည်းသလိုဖြစ်တယ်အဲ့လိုဖြစ်သွားအောင်လို့ဒီကဒီစာကိုပြန်မရေးတော့တာဖြစ်တဲ့အတွက်ဒီမှာ a ပါနေလို့ s မပါဘူးဆိုတော့ဒီမှာ some နောက်မှာဆိုတော့ကို s လေးထည့်ပေးပါနော်ဟုတ်ပြီးတော့ဒီကြောင့်ဘယ်လိုဆိုမလဲဆိုတော့ they are specialized or differentiated both structurally and physiologically to perform some particular functions ဟုတ်ပြီအဲ့ဒီချက်ဒီ၃ချောင်းလုံးကိုမြန်မာလိုတစ်ခေါက်ပြင်ရှင်းမယ်A tissue is a group of cells tissue ဆိုတာ cell တွေရဲ့အုပ်စုဖြစ်တယ် with similar structure တူညီတဲ့ဒီဆောက်ပုံရှိတယ် working together အတူတကွလုံးလုံးကြတဲ့အခါမှာ to perform ဆောင်ရွက်ဖို့အတွက် a particular function တိကျလုပ်ငန်းစဉ်တစ်ခုကိုဆောင်ရွက်ဖို့အတွက်ဟုတ်ပြီဒုတိယအကြောင်းက any tissue တစ်ခုစီမှာဆိုရင် the cell က like cell တွေကတူတယ် with the same characteristic နော်သူတို့ရဲ့ဒီဝိသေသလက္ခဏာတွေတူတယ် of ပါတယ်လဲဆိုရင် site
အရွယ်အစား form ပုံသဏ္ဍာန်နဲ့ arrangement နော်စီစဉ်မှုတွေတူမယ် they are specialized or differentiated သူတို့ဒီထူးကဲနေတယ်ကွဲပြားခြားနားနေတယ်ဖို့နော်နှစ်ခုစလုံးပေါ့နော်ဘယ်ရလဲဆိုတော့ structurally ဒီစာမှုပိုင်းဆိုင်ရာအရာ and physiologically ဇီဝကမ္မဆိုင်ရာအရာ to perform some ဆောင်ရွက်ဖို့အတွက်ပေါ့နော် some ချို့တော့ particular functions နော်လုပ်ငန်းစဉ်အကျိုးဆောင်ရွက်ဖို့အတွက်တဲ့ဟုတ်ပြီအဲ့ကြဒီတခြားကိုနှစ်ခေါက်ဆိုပြမယ်နော် channel တူတူလိုက်ဆိုကြည့်မယ် A tissue is a group of cells with similar structures working together to perform a particular function. A tissue is a group of cells with similar structure working together to perform a particular function. In each tissues, the cells are alike with the same characteristic of size, form, and arrangement. In each tissue, the cells are alike with the same characteristic of size, form, and arrangement. They are specialized or differentiated both structurally and physiologically to perform some particular functions. They are specialized or differentiated both structurally and physiologically to perform some particular functions. ဟုတ်ပြီဒီသုံးချောင်းလုံးကိုတစ်ခေါက်ပေါ့နော်ခြေနဲ့တူလိုက်ဆိုကြည့်မယ် A tissue is a group of cells with similar structures working together to perform a particular function. In each tissues, the cells are alike with the same characteristic of size, form, and arrangement. They are specialized or differentiated both structurally and physiologically to perform some particular functions. အားလုံးရမယ်လို့ချက်တင်ပါတယ်